တော့ degree compression လေးရဲ့ playlist flasher နဲ့ type 1လေးသင်လို့ဖြစ်ပါတယ် subject verb as adjective as verb 9ခံဒါလေးကြက်ထားရင်ရပါပြီကျွန်တော်တို့ s နော်ကျွန်တော်တို့ကြည့်ပြမှာပါတယ် grammar ထဲမှာဖြည့်ဖို့အတွက်ချက်ကားမဲ့ပုံစံလေးက subject verb as adjective verb as 9ခံဖြစ်ပါတယ် like တို့ to တို့စိုးပိုင်ဖြုတ်တဲ့ adjective verb ကို as ထည့်ထားကျန်တာဆက်လုပ်ထားအမောလေးဖတ်ကြည့်အောင် Hearty are white they are like parade သူမရဲ့သွားတွေကလည်းဖြူတယ်ဘာနဲ့တူလဲဆိုတော့ပလင်းနဲ့တူတယ်ဘာနဲ့တူရလဲပလင်းနဲ့တူတယ်နော်အဲ့တော့တူတာပါလေပလင်းနဲ့တူတယ်9ခံအဲ့တော့ subject နဲ့ verb နဲ့ပြန်ရေးမယ် adjective ကြီးပါလေ white ဆိုတော့အဲ့နဲ့အဲ့ချမ်းမှာပါထည့်မလဲ white ကိုထည့်လိုက်မယ်သူ့ရဲ့9ခံကြီးကဘာလဲပလဲပေါ့အဲ့တော့ဒီ light ကြည့်ပါလို့မတူရင်ဖြုတ်မယ် number 2 Harleys are right they are like rose သူမရဲ့နှကန်းတွေကနေအောင်ဘာနဲ့တူလဲဆိုနှင်းစီပန်းလေးနဲ့တူတယ်အဲ့တော့9ခံ rose သူဖြစ်ကောင်မှာ they are like ကိုဖြစ်ကောင်မှာနော်အဲ့တော့ဘယ်လိုရေးမလဲ Harleys are as red as rose ပေါ့နားလဲနော် number 3 Diva looks very elegant and so tanned ဒီဘောအကြည့်ရတာအရင်အောင်ချက်သေးရှိand so tanned လေးအဲ့လိုပဲအဲ့တော့9ခံနန်တာပေါ့အဲ့တော့ so တက်တော့ပါမလို့ဖြုတ်မှာပေါ့အဲ့တော့ Diva looks elegant as nanda number 4 Korea make our life convenient as telephone တို့ကိုယ်လည်းကျွန်တော်ရဲ့ဘဝတွေကိုစင်ပြန်လုပ်ခဲ့တယ်လို့ပဲတယ်လီဖုန်းတွေအားလည်းပဲလုပ်ပေးတယ်ပေါ့ကွာထားလိုက်ပါတော့အဲ့တော့ company ရဲ့ဆိုပါလေ adjective နော်အဲ့တော့တို့တွေက computer make our lives education ပါတဲ့ as for company ရဲ့လေကောင်မှာထားမယ် as company ရဲ့ as သူ့အနိုင်ခံပါလေ telephones အဲ့လိုဖြည့်ပေးရမယ်အဲ့တော့တို့ကချက်ကမှာပါလေနော် subject verb as adjective verb 9ခံကြတယ်လို့ရှိရင်တမတ်ကတော့ပြေးမလို့တော့ပါဘူးကျွန်တော်ပုံလေးဆက်ဖြည့်ကြည့်ပါဦး